ရွှေဆိုင်ပိုင်ရှင်ကြီးနဲ့ချစ်ချိုးသွင်းနေပြီဖြစ်ကြောင်းတရားဝင်ချပြလာတဲ့ရုံရုံမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ရွှေဆိုင်ပိုင်ရှင်တတိသားတယောက်နဲ့အချစ်သစ်စတင်နေပြီဖြစ်ကြောင်းချပြလာခဲ့သူမင်းသမီးလေးရုံရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်လက်တလောလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့နေတဲ့ video file တစ်ခုကတော့မင်းသမီးလေးရုံတယောက်သူမရဲ့ချစ်သူကောင်လေးနဲ့တူရှိနေခဲ့တဲ့ video file တစ်ခုဖြစ်ပြီးအခြေရေးသတင်းတွေငြိမ်သက်နေကြတာကြာခဲ့ပြီဖြစ်တဲ့ရုံတွေပထမဆုံးပြန်လည်ထွက်ပေါ်လာတဲ့အခြေရေးသတင်းပဲဖြစ်ပါတယ်မင်းသမီးလေးရုံရင်ချစ်သူကောင်လေးဟာအစောတော်တယောက်ဖြစ်တယ်လို့ရွှေနဂါးမြင့်ရွှေဆိုင်ကြီးရဲ့တားဖြစ်နေတာကိုပရိသတ်တွေကသိရှိသွားခဲ့ကြတာပဲဖြစ်ပါတယ်။မင်းသမီးလေးရုံဟာသူမဆယ်ကျော်သက်ရွယ်ချိန်မှာတွေကသူမရဲ့ချစ်ရည်သတင်းနဲ့ပတ်သက်ပြီးတော့အကြီးကျယ်နမိတ်ပြက်ခဲ့ရတယ်လို့ရှိစားရှိသူမင်းသားစီသူဝင်းနဲ့တိတ်တိတ်ပုံပတ်သက်ခဲ့မိတဲ့အတွက်တပတ်မင်းကလေးဖြစ်သူကရှက်ခွဲခြင်းကိုပါခံခဲ့ရတာဖြစ်ပါတယ်။လိုင်းပေါ်မှာသူမနဲ့မင်းသားစီသူဝင်းတို့ပြောဆိုထားကြတဲ့ကြားဖို့မတင်တော်တဲ့ရှားတွေပါလူတွေကြားတဲ့ကိုပြတ်နေသွားခဲ့ပြီးဝေဖန်မှုတွေများစွာခံခဲ့ရတာဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့နောက်မှာတော့မင်းသမီးလေးရုံဟာမင်းသားစီသူဝင်းနဲ့လမ်းခွဲခဲ့တယ်လို့ပရိသတ်တွေသူမပေါ်မှာအမြင်ပြန်လဲကောင်းမွန်လာအောင်တယောက်ထဲသာနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ချစ်ရေးသတင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ပိုင်းတွေမှာပရိသတ်တွေမကြားရတဲ့အထိမင်းသမီးလေးရုံဟာစင်ကယ်ဘွားနဲ့သာနေထိုင်နေကြတာပဲဖြစ်ပါတယ်။ဒီလိုချစ်ရေးသတင်းတွေမထွက်တာနှစ်ချီကြပြီးတော့နောက်မှာတော့ရွှေဆိုင်ပိုင်ရှင်သားဖြစ်သူနဲ့ပထမဆုံးအဝတ်ရှယ်တွဲလာခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့တွဲနေတာသိကြတဲ့ video file တစ်ခုအွန်လိုင်းပေါ်မှာပြန့်နှံ့ပြီးမှတော့ရုံနဲ့သူမရဲ့ချစ်သူကောင်းလေးတို့ဟာအတူတွဲကTikTokဆော့ထားတဲ့ video တစ်ပုဒ်ကိုထပ်မံချပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ရုံရဲ့ချစ်သူကောင်းလေးကိုရုံရည်ပိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်ခဲ့ကြရရှိခဲ့ပြီးတော့အခုလိုမှတ်ချက်ပြုပြောဆိုထားခဲ့ကြတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။မတန်လိုက်တာရုံလေးကိုယ့်ရဲ့နုပြိုသေးမှုကိုရုပ်ရည်နဲ့သူ့ထက်သာတာရှာနိုင်ပါတယ်။ရုံကရုပ်ကြည့်တွဲတာမဟုတ်လားဘူးချမ်းသာလို့တွဲတာတင်နေရွှေဆိုင်ပိုင်ရှင်လေးနမိတ်ကြီးဆိုင်မင်းဒီကောင်မလေးကကြိုက်လိုက်ရင်အဲ့လိုပုံမလားပန်းမလားတွေကြီးပဲသူ့ရုပ်ရည်လေးနဲ့ဆိုရင်ဒီထက်သာတဲ့ဟာမျိုးတွေရှာနိုင်မှာကြည့်ရတာမိဘတွေသဘောကျမဲ့သူပုံစံမျိုးကိုပဲလိုက်တွဲပေးနေတဲ့ထင်နေဆိုပြီးတော့ပြောဆိုမှတ်ချက်ပြုခဲ့ကြသလိုအချို့ကလည်းကောင်းလေးဘက်ကဘာမှနာမည်ပြတ်မရှိဘူးရွှေဆိုင်ပိုင်ရှင်တထေသားရုံကယောက်ျားလေးကိစ္စနဲ့လိုင်းပေါ်မှာတိုင်းသိပြည်သိကဲရဝေဖန်ခဲ့ရတဲ့သူတယောက်နာကျင်းနိုင်ရင်ကောင်းလေးဘက်ကသာနစ်နာတွေပြောရမှာကောင်းလေးကဆိုတော်လေးဖြစ်တယ်လို့မန်လေးကနမဲကြီးရွှေဆိုင်ပိုင်ရှင်ရဲ့သားပါရုပ်ဆိုးလို့မတန်မှုဆိုတာမျိုးမရှိပါဘူးနှစ်ယောက်သားတကယ်လည်းလိုက်ဖက်နေတာပါဆိုပြီးတော့ဝင်ရောက်ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောရွှေဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူနဲ့မင်းသမီးရွှေတို့တွဲလေးကိုတကယ်ကိုလိုက်ဖက်မှုမရှိဘူးလားဆိုတာအမြင်လေးကိုလည်းကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့သတင်းတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဟုတ်ရှင်ကျမတို့ရဲ့ပေလေးကနေပြီးတော့ပရိသတ်တို့ကြိုက်နေတဲ့လောက်မဲ့နုပညာရှင်တွေဆယ်လီတွေအဆိုရီမော်ရဒီရဲ့အကြောင်းတွေကိုသတင်းစုံတွေသိရှိဖို့အတွက်နေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဘယ်ဆယ်လီနေဘယ်နုပညာရှင်တွေကဘယ်လိုသတင်းတွေနဲ့ထွက်ပေါ်လာမလဲဆိုတာအရင်အဆုံးသိရအောင်တွေကျမတို့ရဲ့ပေလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ကြပါတယ်ပရိသတ်ကြီးတို့လည်း traffic သမျှတွေသိရဖို့အတွက်ကျမတို့ရဲ့ပေလေးကနေပြီးတော့ video တွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်